ထူးထူးဆန်းဆန်းစားစရာတွေကိုကြောက်တဲ့သူတွေဆိုရင်ဒီဗီဒီယိုကိုဆက်မကြည့်ပါနဲ့ပတ်လုပ်ပြီးတော့ကြော်သွားလိုက်ပါခင်ဗျာစားကြည့်ချင်နေတာတော့ကြာပြီကျွန်တော်လည်းစားဖို့ကိုတော်တော်ချိန်ယူလိုက်ရတယ်ကြည့်ရင်းနဲ့ကြက်သိမ်းထားတယ်ဆိုပေမဲ့လည်းစူးစမ်းခြင်းစိတ်ကိုထိမ့်မြရတာမလို့နောက်ဆုံးတော့စားဖို့ဆုံးဖြတ်လိုက်ပါပြီဖိလစ်ပိုင်ဗီယက်နမ်ကမ္ဘောဒီးယားမှာတော့တော်တော်ကိုကြက်ကြက်ပြင်းပြင်းစားသုံးတဲ့အစားအစာတစ်မျိုးပဲဘာလို့ခေါ်ပါတယ်ဘဲကိုအကောင်မဖြစ်ခင်14ရက်ကနေပြီးတော့21ရက်အတွင်းမှာအပူပေးပြီးတော့ထားပြီးတော့စားရတဲ့ဥတမျိုးပဲအထဲမှာသူကအရေးတစ်မျိုးနဲ့အပိုင်း3ပိုင်းပါမယ်အရင်ဆုံးဘဲဥထိတ်ကလေးတွေကိုဖောက်ပြီးလို့ရှိရင်အရေးလေးတွေကိုတက်တက်ခွနဲ့ခံထားလိုက်မယ်အယောင်နောက်နေပေမဲ့လည်းသူကတောက်လို့ရတယ်လို့ပြောတယ်အဲ့အရေးလေးကိုအရင်ဆုံးတောက်ကြည့်လိုက်တယ်သူကညိုညိုလေးဆိုပေမဲ့မဆိုးစိတ်တော့စိတ်နဲ့တော်တော်တော့ကောင်းတယ်အပိုင်း3ပိုင်းမှာအရင်ဆုံးအပေါ်ကဝဝနှစ်ကလေးကိုစားလိုက်မယ်သူကရိုးရိုးဘဲဥနှစ်လိုပါပဲအဓိကကတော့အဲ့ဒါပေါ့နော်သူကတော့အလဲပိုင်းအဲ့ဒီမှာကလေအမွှေးလေးတွေပါနေတော့စားဖို့ကိုတော်တော်လေးကိုအရှင်ယူလိုက်ရတယ်စားကြည့်လိုက်တော့လေစိတ်နေတာပဲဒါပေမဲ့သူ့အောက်ကပါတဲ့အဖြူကြီးကတော့စားလို့မရအောင်နော်မမာကြီးနဲ့ရောဘာတုံးကြီးလိုပဲနောက်ဗီဒီယိုဒီမှာပြန်တွေ့ကြမယ်တတာ